မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတင်ဆက်ပေးသွားမယ့်တင်တွေကတော့ကုဆက်ယောဂကာကွယ်ရေး CDC ရုံးဖွင့်လှစ်တဲ့တင်နေ့စဉ်ဆက်တိုက်ဆိုသလိုလာရှိုးမြို့မှာစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်နေတဲ့တင်နဲ့တခြားစိတ်ဝင်စားဖွယ်တင်တွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကတင်ဆက်သူရှေ့မုံပါKIO အစိုးရကဦးစီးပြီးတော့ကုဆက်ယောဂကာကွယ်ရေး CDC ရုံးကိုဒီကနေ့စက်တင်ဘာ29ရက်လိုင်ဇာမြို့မှာဖွင့်လှစ်လိုက်ပါတယ်။အခမ်းအနားကို COVID-19 ကုဆက်ယောဂကာကွယ်ရေးဥက္ကဋ္ဌ KIO အစိုးရပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကရုံးဖွင့်ရခြင်းနဲ့ပတ်သက်ပြီးဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပါတယ်။ KIC ဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးစမလုကမော်ကနေ CDC ရုံးဖွင့်ရခြင်းနဲ့ဆက်လက်လှုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေကိုပြောကြားသွားပါတယ်။ Alle CDC room und alle Organspekule alle Minke mit durchle Annasinli Tauschau in Kraft room und andere Schmiede Anna Minke Sinli Minke Lecker Never Anna Sinli also man der Tauschau in Kraft ei nur der Jumla der Lande Anna Sinli Tauschau in Kraft room und 심각하고 그래서 감정은 약난 보고하는다 지금야라 아니 인군조야라 아니 그런 군조라 아니 너는 나죠 대링대링이 예시야 네 그다고에 롱군하는 거다 공리 막하고 행자답제 피들만 왔나 막간다 과가 내리고 들어오다가 그게ကုဆက်ယောဂကာကွယ်ရေးရုံးဖွင့်ပွဲမှာဌာနဆိုင်ရာအကြီးအကဲတွေတပ်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဘာသာရေးဆရာတွေတက်ရောက်ခဲ့တယ်လို့တင်းထောင်အမွန်းကပေးပို့ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုစစ်ကောင်စီတပ်ကစက်တင်ဘာ29ရက်နေ့မနက်အစောပိုင်းမှာလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။စက်တင်ဘာလ24ရက်25ရက်နေ့အစောပိုင်းတွေမှာလည်းလာရှိုးမြို့ကိုလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လာရှိုးမြို့ကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒေသခံတို့ကအခုလိုပြောပါတယ်။2024စက်တင်ဘာ29ရက်နေ့ဒီကနေ့မနက်အစောပိုင်းမနက်3:36ကနေ3:50ကြားမှာကျွန်တော်တို့လာရှိုးမြို့ထဲကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့3ကြိမ်လေကြောင်းနဲ့ပြန်လည်ပြီးတော့လေကြောင်းဘုံကျဲတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပါတယ်ဒီနေ့မနေ့ပိုင်းကျွန်တော်တို့လာရှိုးမြို့ကိုစစ်ကောင်စီကနေဘုံကျဲတိုက်ခိုက်တဲ့နေရာတွေကတော့ကျွန်တော်တို့လာရှိုးမြို့မှာဈေးမှာရှိတဲ့ချေရီယုံရဲ့ပြီးတော့ရက်ွက်တဲ့ကြောက်တောင်နာကအရတားပြည်သူလူထုရဲ့နေအိမ်တွေမှာရောကြောက်ရောက်ပောက်ခွဲခဲ့တယ်နောက်ဆုံးတတိယနေရာတော့ကျွန်တော်တို့ရက်ွက်နဲ့ဒီ Greenback Hotel အနီးတစ်ဝိုက်မှာကြောက်ရောက်ပောက်ခွဲခဲ့ပါတယ်နေ့စဉ်ဆက်တိုက်ဆိုသလိုစစ်ကောင်စီကလေကြောင်းနဲ့အရတားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟာနိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ရှမ်းမြောက်နိုင်ငံရေးစစ်ရေးလေလာတုံးသက်သူဦးစော်ဆန်းကအခုလိုပြောပါတယ်။ခုရက်ပိုင်းအတွင်းမှာကျွန်တော်တို့လာရှိုးမြို့အရတားပြည်သူလူထုတွေရှိတဲ့နေအဆောက်အဦတွေပေါ်မှာစစ်ကောင်စီကတိတိကြီးနဲ့ဘုံကျဲတိုက်ခိုက်နေတာဟာနိုင်ငံတကာစစ်ရာဇဝတ်မှုကိုကျူးလွန်ရတာပဲရောက်ပါတယ်။နိုင်ငံတဝန်းလုံးရေဘေးကြုံတွေ့နေရချိန်မှာစစ်ကောင်စီက၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းမြောက်ဒေသမှာလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာလအတွင်းအပြစ်မဲ့ရဲသားပြည်သူ20ကျော်အသက်သေဆုံးခဲ့ရပြီးအများပြည်သူပိုင်အဆောက်အုံနဲ့အိုးအိမ်အများပြားပျက်စီးခဲ့တာကြောင့်မြို့ခံပြည်သူတွေဟာလေရင်တန်ကြားတာနဲ့တင်ကြောက်ရွံ့တုန်လှုပ်နေကြရတယ်လို့သတင်းထောက်တင်ဖြူကပေးပို့ထားပါတယ်မြစ်ချနာနောင်နအုပ်စုကရင်းခေါ်ကျေးရွာမှာတပ်ဆွဲပြီးရှိနေတဲ့စစ်ကောင်စီတပ်တွေဟာအင်အား30ကျော်ပြန်လည်တိုးမြင့်ပြီးတော့စစ်ရေးလှုပ်ရှားနေတယ်လို့သိရပါတယ်။၎င်းတို့ရှိတဲ့ကိကဖြတ်တန်းသွားလာနေတဲ့ပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးမြင်မြန်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီတပ်သားတွေဟာမြစ်ချနာတဝိုက်ကရွာတွေနဲ့ဟိုတယ်တွေမှာပါတကောင်စီစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတပ်တွေဟာစွန်ပီယောင်နဲ့ဖတ်မှာလဲအင်အားတိုးချဲ့နေကြတယ်လို့စုံစမ်းသိရှိရပါတယ်။ဆက်လက်ပြီးနံပါတ်1ဖတ်မှာလဲစစ်အင်အား40နီးပါးနဲ့စစ်ရေးလှုပ်ရှားသွားလာနေကြတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဟာဗမော်အနီးကမူဖင်းရွာကိုစက်တင်ဘာ29ရက်နေ့မှာလက်နက်ကြီးအပါဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်မှုရှိတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဟာစက်တင်ဘာလ26ရက်နေ့ညနေ6နာရီလောက်ကနေမူဖင်းရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ကဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူသေဆုံးမှုရှိပြီးတော့တချို့ထိခိုက်ဒဏ်ရာရကြတယ်လို့သိရပါတယ်။သေဆုံးသူထိခိုက်ပျက်စီးမှုတွေကိုအတိအကျမသိရသေးဘဲဆက်လက်စုံစမ်းနေဆဲပါ။
လက်ရှိချိန်မှာစစ်ကောင်စီတပ်ကဗမော်ဖက်ကိုစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးလက်နက်ကြီးဒရုန်းလေယာဉ်တွေအသုံးပြုပြီးတော့တိုက်ခိုက်နေပါတယ်။အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုပါတိုက်ခိုက်နေတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုအိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။တည်တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။